ဒေါက်တာခမောင်ကြီးအိဆက်တာဓမ္မဒီပဗုဒ္ဓတာဟိစပါထသာလာယအာတိပဋိဋ္ဌာပကတ္တာမဟာစရိယတာဒေဝတိကကိစ္စင်စာသင်္ခေပုပ္ပတ္တိစာ Brief biography of Dr. Kimangji Dhammadipa ဒေါက်တာခင်မောင်ကြီး၏အထုပ္ပတ္တိအကျဉ်း ဒေါက်တာခမောင်ကြီးနာမကောမန္တလေးနဂရီအပိနဝနိယုပတိတံပါထသာလံအာတိပဋိဋ္ဌာပကတ္တာသင်္ချာပါရကုမဟာစရိယတာဥပောထွန်းဒေါမြယီဣတိမာတာပိတုဟိခရေဝဟာရိဧကုဏတတ္တိနဝဝတ္တတတာတိကေဧကတဟတမေနိုဝင်ဘာမာတတ္တာပြင်စဝိတတိမေတိနေဝိဇာဒောတိတပ္ပကနိဋ္ဌကဝတေနာ Highwood and Secular Education. Dr. Kimangji is the youngest son of Upothon, the founder of the Kitty Sambia Private School in Mandalay, and a famous mathematics teacher in Domyayi. He was born on November 25, 1959. ငယ်စဉ်ဘဝနှင့်လောကီပညာရေးဆရာကြီးဒီမန္တလေးမြို့ခေတ်သစ်စံပြကိုပိုင်ကျောင်းတည်ထောင်သူစံပြတင်ချာဆရာကြီးဥပောထွန်းဒေါ်မြရီတို့၏အငယ်ဆုံးသားဖြစ်သည်1959ခုနှစ်နိုဝင်ဘာလ25ရက်နေ့တွင်မွေးဖွားခဲ့သည် သောစာစရိယောအာတိကမိကဘူမိပါထသာလံဩကဟိတောတတ္တပိတုနောအဘိနဝနိယုပတိတံသင်္ချာပါထသာလာယံတတောပထမဒုတိယတတိယဘူမိတုတတ္တသင်္ကေတလက္ခဏံဩဒ္ဓဘူမိကပါထသာလံဝါတတုတ္တရိစတုထပြစ္ဆမသတ္တမဘူမိတုဒတ္တသင်္ကေတလက္ခဏံမစ္စည်းမိကပါထသာလံဝါပုဏ္ဏဩတ္တရိပိတတ္တမဘူမိတောယာဝဒတ္တမဘူမိဣထန္တရေတေရတသင်္ကေတလက္ခဏံဩဒ္ဓဘူမိကပါထသာလာတုဩကနိ He studied at Kitty Sambia School, Kindergarten, number 7 Basic Education High School, grades 1 to 3, number 10 Basic Education Middle School, grades 4 to 6, and number 13 Basic Education High School, grades 7 to 10. ဆရာကြီးသည်အတန်းကျောင်းပညာကိုခေတ်သစ်စံပြကျောင်းတွင်လူငယ်တန်းအမှတ်9အထက်ကတွင်ပထမတန်းဒုတိယတန်းတတိယတန်းအမှတ်10အလကတွင်စတုထတန်းပစ္စမတန်းသတ္တမတန်းအမှတ်73အထက်ကတွင်တတ္တမတန်းမှတတ္တမတန်းအထိပညာသင်ကြားခဲ့ပါသည် အထောပိဒတ္တဘူမိကပါထသာလံခရေဝဟာရိစတတ္တတိအတိကေနဝဝတ္တတတိဧကတဟတမေဝိစရိတဝါတတောမန္တလေးဝိစာလယေဒရေဝတိကေ Agricultural College Diploma ED ကတိကမ Diploma ကုဏဝိသိဋ္ဌံလေစီတံတတောတတိဝဘိတကနိခိလဝိစာလယေခရေဝဟာရိဧကုဏတိတိနဝဝတ္တတတိဧကတဟတမေတတောပဋ္ဌာယယာဝစတုရာတိတိနဝဝတ္တတတာတိကေဧကတဟတမေဣထန္တရေ MBBS ED ဒီကိစ္စကဒေါက်တာကုဏဝိသိဋ္ဌံဝိဇဒေါက်တာဣတိဝါဘိတကဒေါက်တာဣတိဝါလက်တော်တတောတပ်ဘေဝပါထတာလဌာနေတုသင်္ချာဘာသာယစာအင်္ဂလိတဘာသာယစာကုဏဝိသိဋ္ဌာဘာဝေနစာ In 1976, he passed the matriculation exam and studied for 2 years at Mandalay Regional College, where he entered a diploma in agriculture. Later, from 1979 to 1984, he studied at Institute of Medicine, Mandalay, and obtained an MBBS degree. In every class, he stood out in mathematics and English. ဆရာကြီးသည်1986ခုနှစ်တွင်ဓတ္တမတန်းအောင်မြင်ခဲ့ပါသည်မန္တလေးဒေတာကောလိပ်တွင်နှစ်နှစ်ပညာသင်ကြားခဲ့ပြီးစိုက်ပျိုးရေးဒီပလိုမာဘွဲ့ရရှိခဲ့ပါသည်ထို့နောက်မန္တလေးစစ်တက္ကသိုလ်တွင်1989ခုနှစ်မှ1984ခုနှစ်အထိပညာသင်ကြားခဲ့ပြီး MBBS ဘွဲ့ရရှိခဲ့ပါသည်
အတန်းတိုင်းတင်ချာနှင့်အင်္ဂလိပ်စာဂုဏ်ထူးထွက်ခဲ့ပါသည် အထပစ္စာမဟာစရိယောခရစ်ဝေါဟာရီပြေစာတီတီနဝဝတ္တတတာတိကေဧကတဟတမေတံပတ်တီဒေါက်တာဒေါ်ချွတ်ချိုမအိဆာယတဟဝိဝါဟံကတဝါတိကိစ္စကကိစ္စံဝါဝါနိစ္စကိစ္စံဝါအကာတိတတောတာယတတေဒရေပုတ္တာဝိစာယေတုအထာပရံခရစ်ဝေါဟာရီစတုရာတိကေဝိတေဒရေတဟတမေတတိဝဘိတကဌာနာတော Diploma in General Practice ED ဂုဏတိရေကဂုဏဝိသိဋ္ဌံစာ In 1985, he married Dr. Dochuchuma and carried out both medical practice and business. They were blessed with 2 sons. In 2004, he earned a postgraduate degree, Diploma in General Practice from Mandalay Medical University. ဆရာကြီးသည်1985ခုနှစ်တွင်ဒေါက်တာဒေါ်ချူချူမာနှင့်အိမ်ထောင်ကျခဲ့ပြီးစေကုသခြင်းလုပ်ငန်းစီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ပါသည်သား2ယောက်ထွန်းကားခဲ့ပါသည်2004ခုနှစ်တွင်မန္တလေးစစ်တပ်ကတော်မှ Diploma in General Practice ဘွဲ့လွန်ဒီဂရီရရှိခဲ့ပါသည် ဗုဒ္ဓတာဟိစဩကဟနကထာအထောပိမဟာစရိယောကုမာရကကာလီတပ္ပပါထတာလာတုပိတဟိတတမေယမန္တလေးနဂရီမြတောင်အာရာမေရွှေဝါဝင်းဝိဟာရီကန္တဝါပရိဒ္ဓဓမ္မတယောဗုဒ္ဓတာဟိစေဩကနီဧကတာတာမဏေရဘာဝေနဝါအထာပရံဥပသိင်အိသတမရမပန္တိသတပတိဝိတကဂရေဒေဝတိကံဥရိမယာမေဗုဒ္ဓဝန္တနံဝန္ဒိတဝါအာတိကမိကဗုဒ္ဓဗတ္တိကတာဟိစေပရိဒဓမ္မဝါဓမ္မစက္ကာတယောဓမ္မပညာဝိသစ္စနာနိဝါယဝိသတနာပိနဝဝါရီဥပတံပဒဘာဝံဝါမောဂုတ်မဟာထေရတ္တသမဟာစီမဟာထေရတ္တသဥပနိတ္တယေဟိဝါဘာဝနာကမ္မအကာတိ Studied Buddhist literature from grades 5 to 8. During school holidays, he went to Nyadang Shriwawin Monastery to study Parita recitation and Buddhist literature. Every summer, he ordains us novice and studied Buddhist texts at Nyadang Shriwawin Monastery. During his childhood, he also attained nightly worship and recitation session at the house of his neighbor, then Myanmar scholar Upade, where he studied the basics of Buddhism, versus Parita, the Dhammasaka Sutta, and religious questions and answers. He ordained as a temporary monk 9 times studied Buddhist scriptures, while also practicing Vipassana meditation under the guidance of the eminent Mogok Sayaro and Mahasi Sayaro. ဗုဒ္ဓစာပေလေ့လာသင်ယူခြင်းဆရာကြီးသည်9တန်းမှ10တန်းကျောင်းသားဘဝတွင်ကျောင်းပိယများ၌မြတောင်ရွှေဝါဝင်းတိုက်သို့တွားရောက်၍ပြည်ကြီးများဗုဒ္ဓဝင်စာပေများကိုလေ့လာသင်ယူခဲ့ပါသည်။နေရာဒီကျောင်းပိယတိုင်းမြတောင်ရွှေဝါဝင်းတိုက်တွင်ကိုရင်ဝေ့၍ဗုဒ္ဓစာပေများလေ့လာသင်ယူခဲ့ပါသည်။ငယ်စဉ်ဘဝတွင်အိမ်နီးနားချင်းဖြစ်သူမြန်မာပညာရှိဥပဒေနေအိမ်တွင်ညာတိုင်းဖျားဝတ်တက်၍ဗုဒ္ဓဘာသာအခြေခံစာပေများဂါထာပရိတ်ဓမ္မစကြာဘာသာရေးအမိဖြေများကိုလေ့လာသင်ယူခဲ့ရပါသည်ဒုလဘတ်ယဟန်ဘဝအဖြစ်9ချိန်တိုင်ခံယူခဲ့ပြီးဗုဒ္ဓစာပေများကိုလေ့လာပြီးဝိပဿနာအထောက်မှုကိုလည်းမုဂုတ်ဆရာတော်ကြီးနှင့်မဟာစီဆရာတော်ကြီးတို့၏ဥပနိဒိယအတိုင်းကျင့်ကြံအားထုတ်ခဲ့ပါသည် ခရစ်ဝေါဟာရီပရိတောဒရေတဟတမေကာလီမန္တလေးနဂရီအောင်တော်မူနာမိကဗုဒ္ဓနိခိလဝိစာလေ PABE course ဣတိဌာနေဝါနာနာဒေတိတွေထေရဝါဒဗုဒ္ဓနိခိလဝိစာလေဝါအာတိပါမောက္ခမဟာထေရတ္တဒေါက်တာသီလနန္ဒဘိဝန္တထေရဝရတ္တသဒေါက်တာမင်းတင်မောနာမိကအဘိဓမ္မာပါမောက္ခစရိယတ္တသတန္တိကေအာဘိဓမိကဒေသနံဩဂနီ
Around 2000, he attended the PABE course at Mandalay Buddhist University, Angdongmu. He studied Abhidhamma under Dr. Silananda Biyunsa, former rector of the Theravada Buddhist University, and Professor Dr. Mintin ဆရာကြီးဒီ2000ခုနှစ်ခန့်ကမန္တလေးဗုဒ္ဓတက္ကသိုလ်အောင်တော်မူတွင် PABE course တက်ရောက်လေ့လာခဲ့ပါသည်ထေရဝါဒဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဟောင်းဒေါက်တာသီလာနန္ဒာပိဝန္တာပါမောက္ခဒေါက်တာမင်းတင်မွန်တို့၏အဘိဓမ္မာပို့ချချက်များကိုလေ့လာသင်ယူခဲ့ပါသည် အထာပရံခရေဝေါဟာရေစဝတ္တာတိကေဒွေတဟတမေအဘိဓမ္မာပါမောက္ခာယဒေါက်တာတန်တန်းဆွေပမုခာယပါထသာလာယအဘိဓမ္မထသင်္ကဟံဝါအဘိဓမ္မထဝိပါဝိနေတိကံဝါဝိတုဒ္ဓိမကံဝါတန်ယုတ်တာကမာတယောဝါဩဂနိတေတံပညုတ်တဝါနံနဂရကုဏဝိတိဋ္ဌပတိတာကုဏဝိတိဋ္ဌဘာဝေနသာပြစ္ဆတုတန်ယုတ်တာကမေတုသဂါတာဝကခန္ဓာဝကတန်ယုတ်တေတကလရထကုဏဝိတိဋ္ဌဘာဝေနသာတတောပစ္စာကာလီတုပါမောက္ခမဟာထေရတဒေါက်တာနန္ဒမာလာဘိဝန္တထေရာဝရတ္တသတန္တိကေအာဘိဓမိကံဝါဝိတုဒ္ဓိမကံဝါဩဂနိ in 2006. Under the leadership of Professor Do Tan Sui, he studied Abhidhamma, Tikajo, sub-commentaries, the Visuddhimagga and the Sanyutta Nikaya. He received Township and Division Outstanding Awards in Abhidhamma, Tikajo and Visuddhimagga exams and won a National Outstanding Award in the Sagata Waka and Khanda Waka Sanyutta exams. Other Sanyutta texts were also passed with distinction from 2010 onwards. He studied Abhidhamma and the Visuddhimagga under the most venerable rector, Dr. Nandamala Biyunsa. ဆရာကြီးဒီ2006ခုနှစ်တွင်ပါမောက္ခဒေါက်တာဒေါက်တာနန်းဆွေဦးစီးသောတင်နန်းမှာအဘိဓမ္မာတိကာကျော်ဝိတုဒ္ဓိမက်တန်ယုတ်စသည်တို့ကိုလေ့လာသင်ယူခဲ့ပါသည်အဘိဓမ္မာတိကာကျော်ဝိတုဒ္ဓိမက်စာမေးပွဲများတွင်မြို့နယ်ထူးချွန်စုများတိုင်းထူးချွန်စုများရရှိခဲ့ပါသည်တန်ယုတ်စာမေးပွဲများအနက်တဂါထာဝကနှင့်ခန္ဓာဝကတန်ယုတ်စာမေးပွဲများတွင်တပြည်လုံးထူးချွန်စုရရှိခဲ့ပြီးကြံကျမ်းများလည်းဂုံတူးဖြင့်အောင်မြင်ခဲ့ပါသည်2010ခုနှစ်နောက်ပိုင်းတွင်ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာပိဝန္တထံမှအဘိဓမ္မာဝိတုဒ္ဓိမတ်တို့ကိုသင်ယူခဲ့ပါသည် အထပစ္စာသောတတဝတ္တာတိကေဒွေတဟတမေတရားမရထေ International Buddhist College ET ဝိစာလယတော် Elaboration and Evaluation of Petals of Enlightenment as depicted in the Pali Nikayas Namika Tatha Thengehina MA Guna Vitaitansa Tato Bhavita Vitadike Dwe Tahatame MIOS Yangon Myanmar Thana Do an analytical study of Sagata Waka Samyutta Nikaya Namika Tatha Thengehina MA Guna Vitaitansa Tatotari Ekawita Vitadike Dwe Tahatame Niborati Lumbini Buddhist University Namika Nikila Waisalaye PhD course ED Dr. Guna Vitaithaya Tatha Thenghe Petito. In 2014, he earned a MA Buddhist Studies from the International Buddhist College, Thailand, with the thesis title Elaboration and Evaluation of Factors of Enlightenment as depicted in the Pali Nikayas. In 2022, he earned the MA Pali and Buddhist Studies from MIOS Yangon Myanmar with the thesis title An Analytical Study of Sagata Waka Sanyutta Nikaya. In 2021, he joined the PhD program at the Lumbini Buddhist University, Nepal, and his dissertation has now been submitted.
ဆရာကြီးဒီ2014ခုနှစ်တွင်ထိုင်းနိုင်ငံ International Buddhist College မှာ MA Buddhist Studies ဘွဲ့ကို Elaboration and Evaluation of Factors of Enlightenment as depicted in the Pali Nikaya စာတမ်းဖြင့်ရရှိခဲ့ပါသည်2022ခုနှစ်တွင် MIOS ရန်ကုန်မြန်မာမှာ MA Pali and Buddhist Studies ဘွဲ့ကို An Analytical Study of Sagata Wagga Samyutta Nikaya စာတမ်းဖြင့်ရရှိခဲ့ပါသည်2021ခုနှစ်တွင်နီပေါနိုင်ငံလုံဘီနီ Buddhist University သို့ PhD course တက်ရောက်ခဲ့ပြီးယခုအခါကျမ်းတင်သွင်းထားပြီးဖြစ်ပါသည်မဟာကတိကစရိယဘာဝေနဗုဒ္ဓဓမ္မဒေသနာကထာမဟာစရိယောဟိတတ္တဝတ္တာတိကေဒွေတဟတမေတတောပဋ္ဌာယအာဘိဓမိကံအာဒီဝါစကောအထပစ္စာတတ္တဝတ္တာတိကေဒွေတဟတမေမန္တလေးနဂရီဓမ္မဒီပဗုဒ္ဓသာဟိစပါထသာလံအာဒီကမိကံပဋိဋ္ဌာပိတဝါတထအဘိဓမ္မထသင်္ကဟံဝါအဘိဓမ္မထဝိပါဝိနိတိကံဝါဝိသုဒ္ဓိမကံဝါတန်ယုတ်တာကမတယောဝါဩကနာပိတောအထောပိတေရတဝတ္တာတိကေဒွေတဟတမေတထေဝဓမ္မဒီပဓမ္မစကုဣတိဓမ္မဒီပဓမ္မပါထသာလံအာတိပဋိဋ္ဌာပိတဝါဝါတတောပိမောယနဂရေဓမ္မဒီပဗုဒ္ဓသာဟိစပါထသာလံပฏิပါထသာလဝတေနဝါတတောပုဏ္ဏတတိယဝတ္တေမလေးရှားရတ္တိပိနန္ဒီပိ AEC International Buddhist Conference ET တာကိစ္စတဘာယံ Buddhism Training for Children and Youth Namika ပဒါနာဝိတယဝဆနေနာကထာတန်လာဘောအဟောတိ Religious and educational contribution. Since 2007, he has been teaching Abhidhamma. In 2010, he founded the Dhammadipa Buddhism Center in Mandalay and taught Abhidhamma, Dikajo, Visuddhimagga and Samyutta Nikaya. In 2013, he established Dhammadipa Dhamma School in Mandalay. In 2014, he opened a branch in Mong Nua. In 2015, he attended the second AEC International Buddhist Conference in Penang, Malaysia, and presented a paper on Buddhism training for children and youth. ဘာသာရေးနှင့်ပညာရေးဆောင်ရွက်ချက်များဆရာကြီးဒီ2009ခုနှစ်မှစတင်၍အဘိဓမ္မာကိုပို့ချပေးခဲ့ပါသည်2010ခုနှစ်တွင်ဓမ္မဒီပဗုဒ္ဓစာပေသင်တန်းကျောင်းကိုမန္တလေးတွင်တည်ထောင်၍အဘိဓမ္မာဒီကာကျော်ဝိသုဒ္ဓိမတ်တန်ယုတ်တို့ကိုပို့ချပေးခဲ့ပါသည်2013ခုနှစ်တွင်ဓမ္မဒီပဓမ္မစကူကိုမန္တလေးမြို့၌တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါသည်2014ခုနှစ်တွင်မုံရွာမြို့၌ဓမ္မဒီပသင်တန်းကျောင်းကွဲဖွင့်လှစ်ပေးခဲ့ပါသည်2015ခုနှစ်တွင်မလေးရှားနိုင်ငံပီနန်ကျွန်း၌ကျင်းပသော Second AEC International Buddhist Conference တို့တက်ရောက်၍ Buddhism Training for Children and Youth စာတမ်းကိုတင်သွင်းဖတ်ကြားခဲ့ပါသည်အထာပရံပုဏ္ဏဒုတိယဝတ္တေကမ္ဘောဒီးယားရတ္တိဖနွမ်းပင်ပဒေတိ Third AEC International Buddhist Conference ET တာကိစ္စတဘာယံဌာနံဝါတတောပုဏ္ဏဒုတိယဝတ္တေမန္တလေးနဂရီ Fourth AEC International Buddhist Conference ET တာကိစ္စတပံကေဟတာမိကဝတေနဝါအထပုဏ္ဏတတိယဝတ္တေတရားမရတ္တိဘန်ကောက်နဂရီ First Maka Puja Conference တာကိစ္စတဘာယံ Moderator ET ပဒါနာပမုခဘာဝေနစာပဋိဋ္ဌိတော In 2016, he attended the Third AEC International Buddhist Conference in Phnom Penh, Cambodia. In 2017, he hosted the Fourth AEC International Buddhist Conference in Mandalay. In 2019, he participated in the first Makapuja Conference in Bangkok, Thailand, serving as moderator. ဆရာကြီးသည်2016ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်တွင်ကျင်းပသော Third AEC International Buddhist Conference သို့တက်ရောက်ခဲ့ပါသည်2019၌မန္တလေးမြို့တွင်
Fourth ADC International Buddhist Conference ကိုအရှင်အဖြစ်ကျင်းပခဲ့ပါသည်2019၌ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ကျင်းပသော First Makapucha Conference ကိုတက်ရောက်ခဲ့ပြီး Moderator အဖြစ်ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည် ခုနတက်ချေဝဝတ်သည်မန္တလေးနဂရီဖောင်တော်ဦး International Buddhist PIU ED နိခိလဝိဆာလယေ Professor D ပဒါနပါမောက္ခဘာဝေနစာတတော်ပုဏ္ဏစတုထဝတ္တတော်ပဋ္ဌာယယဝဆဒနာပိရန်ကုန်နဂရီ MIOS ED နိခိလဝိဆာလယေ Professor D ပဒါနပါမောက္ခဘာဝေနစာတတော်ပုဏ္ဏတတိယဝတ်သည်တရားမရတ်တီဟတ်ထရိုင်ပတိသည် Interreligious Conference ED တာကိစ္စတဘာယံ An exploration of 5 metta principles depicted in Pali Canon and commentary with respect to foundation of metta development Namika Padana Vitaya Wasanina Kathatala Bo Hodi. From 2019 to the present, he has been teaching as a professor at Pandau International University, PIU Mandalay. From 2022 to the present, he has been serving as a professor at Amaiwas University, Yangon. In 2024, he presented a paper titled An Exploration of 5 Metta Principles depicted in the Pali Canon and commentaries with respect to foundation of Metta development at the Interreligious Conference in Hat Yai, Thailand. ဆရာကြီးသည်2019မှယခုအချိန်အထိမန္တလေးဖောင်တော်ဦး International University PIU တွင် Professor အဖြစ်ပို့ချပေးလျက်ရှိပါသည်2022မှယခုအချိန်အထိရန်ကုန်မြို့ MIOS တက္ကသိုလ်တွင် Professor အဖြစ်ပို့ချပေးလျက်ရှိပါသည်2024ထိုင်းနိုင်ငံဟရိုင်တွင်ကျင်းပသော Interreligious Conference ၌ An Exploration of 5 Metta Principles depicted in Pali Canon and commentary with respect to foundation on Metta development စာတမ်းကိုအကြားခဲ့ပါသည် လိခိတစရိယဘာဝေနဗုဒ္ဓဓမ္မဒေသနာကထာတပ္ပန္တိမေနိဂမနိမဟာစရိယောဟိပါထတာလသောတုစနာနမထယာအဘိဓမ္မထသင်္ကဟံဝါအဘိဓမ္မထဝိဘာဝိနိတိကံဝါဝိတုဒ္ဓိမကံဝါတန်ယုတ်တာကမတယောဝါဓမ္မပုထကာနိစာပဝဋ္ဌိပဏိတုဝါကာလိကလေခဏိတုဝါဝိထုလေခဏာနိစာပါရာယနာဝကံပဒါနံကတ္တဝါအပရာပါရံနိဗ္ဗာနမကံဣတိတထသင်္ကဟံစာစတ္တလီတပ္ပမနံအရိညံစာတထသင်္ကဟံလိခိတော Books and publications. Textbooks on Abhidhamma, Thikajo, Samyutta Nikaya, and other works for classroom use. Several articles in newspapers and journals. From the other shore of Samsara to the abode of Nibbana, Parayana Waka, the 40 standpoints. ဆရာကြီးရေးသားထုတ်ဝေခဲ့သောစာအုပ်များစာတမ်းများသင်တန်းကိုင်ဗိဓမာစာအုပ်များဒီကာကျော်စာအုပ်များတန်ရုပ်စာအုပ်များနှင့်ခြားစာအုပ်များသတင်းစာဂျာနယ်များတွင်စောင်းပါအချို့တန်တရားတစ်ဖက်ကနိဗ္ဗာန်နန်းသို့အာရယနာဝဒေါ်40 He's published articles in international journals. ဆရာကြီး၏ပြပဂျာနယ်များတွင်ဖော်ပြခံရသောစောင်းပါများမှာ Number 1, Buddhism training for children and youth. Number 2, a study on root condition, object condition, and our daily lives. Number 3, insights into Metta for conflict management. Selected case studies from Buddhist literature. Number 4, an exploration of 5 Metta principles depicted in Pali Canon and commentaries with respect to foundation of Metta development. Number 5, the quantitative analysis in the study of Metta for daily life conflict management among Myanmar Buddhists. Number 6, a qualitative study on Metta practice in conflict management among Myanmar Buddhists. Conclusion. I will conclude by reciting the poem written by Sayaji. မိကုံချုပ်ဆရာကြီးကိုယ်တိုင်ရေးသားထားသောကြပြအဖြစ်မိကုံချုပ်ပြရစီ နေချိတမေကောမာဒိဋ္ဌအဘိကမနေထတမေကောနာမပုဗ္ဗထနေထိတောတိယတိဒိဋ္ဌံဝါနိသိဏံဝါအညဌာနံဝါကရိယမူလဌာနာတောဒုရတရံဘဝေယတာကိစ္စမနုယုံစာဝတိပုဏ္ဏပုဏ္ဏကမနမေဝပဒါနန္တိ Destination, don't stop. Continue to move forward. If you stop,
If you sit down, if you go sideways, the destination will become distant until you finish your walk. Continue to move forward. Continue to move forward. If you stop, if you sit down, if you go sideways, the destination will become distant until you finish your walk. Continue to move forward. ပန်းတိုင်းရက်မနေပါနဲ့ဆက်လျှောက်ပါပန်းတိုင်းဟာတင့်အရှိမှာပါရက်နေရင်ခိုင်နေရင်ဘေးထွက်နေရင်ပန်းတိုင်းဟာဝင်းနေမှာပါကိုယ့်အလောက်ကမရောက်မချင်းဆက်လျှောက်နေဖို့ပါ